ညီမတို့ကဒီကလောက်တာဆိုနေ15နှစ်လောက်ပဲရှိပါသေးတယ်ရှင်ညီမဒီလောက်တာကျွမ်းကျင်တာဆိုလို့15နှစ်လောက်ပဲရှိပါသေးတယ်ရှင်ဦးလေးရဟိုဘယ်လိုလဲဆိုတော့သူ့သားဆော့ဖို့အယုတ်ကလေးလုပ်ပေးနေဒီ idea လေးကိုရတယ်နဲ့သူကတောက်လျှောက်ဒီလိုဒီရုပ်ကိုလှုပ်ဖြစ်သွားတာပေါ့နော်သူ့သားအတွက်အဓိကတော့ထားပြီးလုပ်ပေးတာပါရှင်ညီမကတော့သူ့ရဲ့တူမပါနော်ဒါလေးကအခုဒီဟာလေးကိုညီမထုတ်ပေးရတယ်ဦးလေးကတော့ဒီလိုစိုင်တွေကိုလိုက်ပို့တယ်ဟုတ်ကဲ့ရှင်ဒါဆိုရင်စက်ကူလေးကိုခေါင်းတုပ်ရတာပေါ့နော်စက်ကူပေါ်မှာဒီကော်လေးကိုတုပ်တယ်ကော်လေးကိုတုပ်ပြီးတော့ဟုတ်ကဲ့ဒီကော်လေးကိုတုပ်နေပြီးရင်ဒီလိုတစ်ဖက်ဟက်လေးဒီလိုတစ်ဖက်ကလေးကိုကော်မပေးတဲ့ဘက်ကလေးကိုကတ်မှာဟုတ်ကဲ့သတင်းစာများဂျာနယ်ပဲရတယ်ဟုတ်ကဲ့ရှင်သတင်းစာကြတော့ဤထူတဲ့ဟာလေးတွေနဲ့လုပ်ရတာရှင်ဒါမိုးအပ်လိုက်ရတာပေါ့နော်ဒီမိုးအပ်ပြီးတော့မှဒီမိုးဝိုင်းတဆင်ရင်းနေကြီးတုပ်ပြီးဒီလိုမျိုးလေးပြန်ကတ်ရတာပါရှင်သူကဟိုအနည်းဆုံး3လ4လလောက်တော့လုပ်လို့ရတယ်ရှင်100 150 200တော့အနည်းဆုံး200 300လောက်တော့ထုတ်လို့ရတယ်ရှင်တရုပ်ကိုလေဒါခွဲတာများရင်ပြတ်သွားတယ်ရှင်ကြာဝိုင်းမိုးကပြတ်သွားပါတယ်ရှင်ဒါဆိုပြီးသွားပြီဟုတ်ကဲ့ရှင်ပြီးသွားပြီဆိုတာနဲ့ပြန်နေဒါလေးကိုပြန်ခွဲမှာပါရှင်ဒါတော့နေလန်းရတယ်ပါရှင်နေပူတဲ့ခါကျရင်တော့နေလေးနဲ့ပြလို့ရပါတယ်နေပူတဲ့ခါကျတော့ဒီလိုမီးလေးနဲ့ပြပေးရပါတယ်ရှင်ဒါခွဲဖို့နော်ဒါတော့မီးกินထားတာပါရှင်ပင်စက်ကူလေးတွေအပွားနေနဲ့အုပ်ထားရပါအမြန်ချအောင်လို့လေဒါလေးအခုပြီးသွားပြီဆိုရင်ဒါ6သွားပြီပေါ့နော်ဟုတ်ကဲ့အဲ့ဒါ6ဝိုင်းအခုဒါလေးကိုခွဲပြပါမယ်ရှင်6ဝိုင်းဆိုထဲထဲမိုးပြန်ပြီလားပါရှင်ဒီအခွန်ကိုပဲအခုဒီစက်ကူနဲ့အခွန်ကိုပဲချောပြီးတော့ဆေးဆွဲတဲ့အဆင့်ကိုရောက်တော့ရှင်ဒီတစ်လုံးထွက်ဖို့ဆိုရင်တော့တရက်ကြော်လောက်ကြာပါရှင်ဒါမှအခုလိုဟိုမီးกินလိုက်မယ်ဆိုရင်တော့တနေ့ဆိုပြီးတယ်ဒီရုပ်လေးကဒါဆိုအခုပြီးသွားပြီနော်ခုစောစောအကျန်းကတ်တယ်ပြီးရင်ဒါ6ဝါတော့ခွဲထုတ်လိုက်တယ်ပေါ့နော်ခွဲထုတ်ပြီးသွားတာနဲ့တပြန်နဲ့ဒါကိုချောပါမယ်ရှင့်ဒါလေးကတော့နည်းနည်းပြီးအောင်ချောမှာပါနော်ဒီစက်ကူအဖြူလေးတွေနဲ့ပြန်ကတ်ပြီးချောတာပါနော်ဒါလေးဆိုပြီးသွားပါရှင်ဒါလေးကိုမီးပြန်กินပါမယ်ရှင်ဆေးဆွဲဖို့လေဒီလိုမျိုးလေးပြန်กินရပါတယ်ရှင်စောစောဒါ6ဝက်ဆိုရင်ဒါလေးကိုခံသေးတုပ်ပါမယ်ရှင်ဒါစောစောတော့အချောတဲ့6ဝက်ပါရှင်ချောတဲ့6တာကိုအခုလိုခံသေးတုပ်ပါရှင်ဒါဆိုရင်ခံသေးပြီးသွားပါရှင်ဒါနေလှမ်းပါမယ်ရှင်ဟုတ်ဒါလေးဆိုတုပ်ပြီးသွားပြီဆိုတော့နေလှမ်းပါမယ်ရှင်ဒါလေးကိုနေလှမ်းနာပါမယ်ရှင်ဒါလေးကတော့လှမ်းနာတာဟိုလောက်ကြာပြီရှင်ဒါလေးကတော့ကြာပြီပေါ့နော်ဒါလေးကတော့နိုင်ဝက်တနာရီလောက်2နာရီခွဲ2နာရီလောက်တော့ဟိုလှမ်းရတယ်ပေါ့နော်နေပြင်းသလိုမြန်မြန်6တယ်ပေါ့ဒါလေးကတော့6ဝိုက်ဆိုတော့ဒါလေးကိုဆေးဆွဲပြပါမယ်ရှင်အကျန်း6ဝိုက်ဆိုတော့အချောတယ်လို့တော့မှာပေါ့နော်သူတို့မှာတဲ့ဒီဇိုင်းကိုထည့်ပေးရတာပါရှင်သူတို့အထည်လေးတွေပဲကြည့်ပြီးသူတို့ကဒီပုံစံလိုချင်တယ်ဆိုရင်ဒီပုံစံမျိုးလေးကိုလုပ်ပေးရတာပါရှင်နောက်တစ်ခေါက်တော့ပြန်လှမ်းလိုက်ဒါလေးဆိုရင်တစ်ဆင့်ပြန်လှမ်းလိုက်ပြီရှင်ပြီးရင်အိတ်ထဲထည့်ပြီးတော့စိုင်တွေကိုပို့လို့ပေးရပါရှင်